ကျွန်တော်တဲ့အင်းတစ်ခါပိတ်ထားတယ်ခွင့်မပေးနိုင်ဘူးကွယ်ဆိုင်ဖို့ကိုလည်းဆွဲထားတယ်ဖတ်ကြည့်ပါဦးကွယ်တစ္ဆာမဲ့သူမလာရဘူးမေတ္တာလဲသူမလာရဘူးမေတ္တာလဲသူမလာရဘူးတစ္ဆာမဲ့သူမလာရဘူးအချစ်မရာဂတိတဲ့သိမ့်ကျွေမိမလဲ